ဒီအမျိုးသားဟာမိသားစုဝင်အားလုံးရဲ့ဖုန်းနံပါတ်တွေကိုဘလော့လို့ဆင်းကတ်ကိုကားပြတင်းပေါက်ကနေလွှင့်ပစ်ပြီးအိမ်ကနေပြက်ပြက်တသားထွက်ခွာလာခဲ့တယ်။သူမိဘတွေကတော့သူစိတ်ကောက်နေတယ်လို့ပဲထင်မှတ်နေခဲ့ကြတာပါ။ဒါပေမဲ့အမျိုးသားရဲ့အခန်းထဲကိုဝင်ရှာတဲ့အခါမှာတော့အခန်းကဟောင်းနှံဆုပ်ပြက်နေပြီးဆောင်းကအစတနာစရာကောင်းလောက်အောင်ပါလွှာနေတာကိုတွေ့သွားကြတယ်။အဲ့ဒီတော့မှသူဘာလို့တိတ်တဆိတ်ထွက်သွားခဲ့လဲဆိုတာသူတို့သဘောပေါက်သွားကြပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။အမျိုးသားငယ်စဉ်ကလေးကမိဘတွေဟာတစ်နှစ်ပတ်လုံးအဝေးမှာအလုပ်သွားလုပ်နေကြတာကြောင့်အဖွားနဲ့ပဲကြီးပြင်းခဲ့ရတာပါမိဘတွေသူ့စီပြန်လာကြည့်အောင်လို့သူဟာစာကိုယူမတက်စူးစမ်းခဲ့ပြီးစာမွေးပွဲတိုင်းမှာအမှတ်ပြရအောင်ဖြေခဲ့တယ်ဒါပေမဲ့မိဘတွေကတော့အလုပ်များတယ်လို့ပဲအကြောင်းပြလေးရှိပါတယ်ဒါပေမဲ့သူ့ညီငယ်ညီမငယ်တွေကိုတော့အပြင်ခေါ်သွားပြီးလဲပက်ကြပါတယ်သူဟာလည်းတားတယောက်ပဲဆိုတာကိုမိဘတွေကမေ့နေတယ်လို့ပါပဲသူအထက်တန်းအောင်တဲ့နှစ်မှာမိဘတွေကစိန်ခံကားတစ်စီးနဲ့အိမ်ပြန်လာခဲ့ကြတယ်သူကတော့ထိတ်တန်းတက္ကသိုလ်တစ်ခုကဝင်ခွင့်စာကိုတေချာကင်ထားပြီးသူတို့ရဲ့အတိမတ်ပြုမှုကိုရဖို့မျှော်လင့်နေခဲ့တာပါဒါပေမဲ့သူ့ညီနဲ့မိဘတွေပြောနေတဲ့စကားကိုမမျှော်လင့်ပဲကြားလိုက်ရတယ်သူ့ညီကသူ့လောက်စာမတော်ပေမဲ့မိဘတွေကညီဖြစ်သူကိုနိုင်ငံခြားမှာကြောင်းထားပေးဖို့နဲ့နောက်တစ်ချိန်မှာမိသားစုစီးပွားရေးကိုဆက်ခံခိုင်းဖို့စီစဉ်နေကြတာပါအမျိုးသားဟာနောက်တစ်ချိန်မှာအမွေလူမာကိုညီဖြစ်သူကစိုးရိမ်နေတော့အဲ့ဒီလိုနေတာရောက်လာခဲ့ရင်ငါသူ့ကိုအဆက်အသွယ်ဖျက်ပစ်မယ်လို့ဖခင်ဖြစ်သူကအေးဆက်ဆက်ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူ့နှလုံးသားတစ်ခုလုံးစုပ်ပြတ်တက်သွားတယ်လို့ခံစားလိုက်ရပြီးသူဟာအမြဲတမ်းပိုနေတဲ့လူပိုတစ်ယောက်ပဲဆိုတာနားလည်သွားခဲ့တယ်အဲ့ဒီနောက်စားတောက်ဆိုင်တစ်ခုမှာပောက်ကွဲမှုတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့တဲ့တံပြားကြီးတစ်ခုကသူ့ခြေထောက်ပေါ်ပိနေခဲ့တာပါမိဘတွေကိုအကူအညီလမ်းတောင်းပေမဲ့သူတို့ကတော့ညီငယ်ညီမငယ်တွေကိုဘေးကင်းရာခေါ်ထုတ်ဖို့ပဲစိတ်ပူပြီးထွက်ပြေးသွားကြတယ်သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါဘေးမှာဆရာဝန်တစ်ယောက်ပဲရှိနေပါတော့တယ်ရုတ်တရက်သူ့အမေကဖုန်းဆက်လာတော့သူ့နှလုံးသားထဲမှာမျောလင့်ချက်လေးပြန်လဲတောက်ပလာခဲ့ပေမဲ့အမေဖြစ်သူကညီဖြစ်သူကိုပြုစုပေးဖို့ပဲပြောလာခဲ့တယ်အဲ့ဒီမှာတင်သူဟာအတိတ်ကိုတွေ့ကပ်မနေတော့ဖို့ဆုံးဖြတ်လိုက်တယ်နိုင်ငံခြားကတက္ကသိုလ်တစ်ခုကိုဆက်သွယ်ပြီး10ရက်အတွင်းထွက်ခွာဖို့ပြင်ဆင်ခဲ့တယ်အိမ်ကိုအထုပ်ပိုးပြန်သိမ်းဖို့သွားတဲ့အခါတကားဝမှာစူညံတန်တွေကြားလိုက်ရတယ်သူ့ညီငယ်ညီမငယ်တွေကအဖွားရဲ့အခန်းကိုဖျက်ပြီးဂိမ်းဆော့တဲ့အခန်းလှုပ်ချင်နေကြတာပါသူချက်ချင်းပဲရှေ့ထွက်တာပြီးဒါမျိုးမလုပ်ဖို့တားမြစ်ခဲ့တယ်သူညီကတော့မိဘတွေရဲ့အလိုလိုက်မှုကိုအားကိုးပြီးအဖွားရဲ့ပစ္စည်းတွေအားလုံးကိုငါဖျက်ဆီးပြရင်တော့ဘယ်သူမှငါ့ကိုအပြစ်မတင်ဘူးလို့ပြောလိုက်တယ်ဒီစကားကသူ့ကိုဒေါသအထွက်ဆုံးဖြစ်စေခဲ့ပြီးညီဖြစ်သူရဲ့ကော်လာကိုဆွဲကင်လိုက်မိတဲ့အခြေအနေအတင်းမာနေတော့မှပဲညီဖြစ်သူကမိဘတွေပြန်လာတာကိုမြင်သွားပြီးချက်ချင်းပဲသူတော်ကောင်းလိုဟန်ဆောင်ကအမျိုးသားကနှိပ်စက်နေပါတယ်ဆိုပြီးအော်ဟစ်ငိုယိုတော့တာပါပဲအမှန်တရားကိုမသိဘဲမိဘတွေကအမျိုးသားကိုချက်ချင်းစုပူကြတဲ့သူရှိတင်ပဲအခန်းထဲကပစ္စည်းတွေအားလုံးကိုအပြင်ထုတ်ပြီးအဖွားချန်ထားခဲ့တဲ့အရာအားလုံးကိုဖျက်ဆီးဖို့တယောက်ယောက်ကိုခိုင်းလိုက်ကြတဲ့အဆုံးမှာတော့တမိသားစုလုံးပျော်ပျော်ပါးပါးနဲ့မိသားစုတပ်ပုံချိတ်ဆွဲခဲ့ကြပေမဲ့အဲ့ဒီထဲမှာသူ့အတွက်နေရာမရှိခဲ့ပါဘူးနောက်ဆုံးတော့မိဘတွေတစ်ခုခုကိုတတိထားမိသွားပုံရတဲ့အမျိုးသားရဲ့မျိုးရိုးအမိကိုဖခင်ဖြစ်သူရဲ့မျိုးရိုးနာမည်စီပြန်ပြောင်းပေးခြင်းတယ်လို့ပြောလာကြတယ်ငငယ်ကလေးကသူဟာအဖွားရဲ့မျိုးရိုးနာမည်ကိုပဲတုံးလာခဲ့တာပါဆယ်စုနှစ်တစ်ခုကျော်စောင့်မျှော်ခဲ့ရတဲ့ဆန္ဒကအခုမှပြည့်တော့မဲ့အချိန်မှာသူ့မှာဘာပျော်ရွှင်မှုမှမရှိတော့ဘူးအမေပေးတဲ့အိမ်အောင်စုစည်ရင်ကိုအမိုက်ပုံနဲ့လွှတ်ပစ်လိုက်တယ်ပြီးတော့အိမ်ပြန်ပြီးနှစ်ပေါင်းများစွာရခဲ့တဲ့စုတစိတ်တွေကိုဖျက်ဆီးကသူကိုယ်တိုင်ဆွဲခဲ့တဲ့မိသားစုပုံတူပကြီးကိုလည်းမိရှုပစ်ခဲ့တယ်သူဘတ်စကားပေါ်တက်ပြီးသူ့နှလုံးသားကိုရိုက်ချိုးခဲ့တဲ့ဒီနေရာကနေထွက်ခွာလာခဲ့တယ်နောက်9နှစ်အကြာမှာသူတို့အားလုံးလုံးဝနောင်တရစေရမယ်လို့သူကျင်းဝနေခဲ့ပါတော့တယ်